ငါအဖေအတွက်ကလဲ့စားချေဖို့ဆိုရင်ငါအမောင်စွမ်းအင်ကိုလိုက်ရှာမှရမယ်အမောင်စွမ်းအင်တွေကတောင်တန်းတွေပေါ်မှာရှိတယ်လို့ဒန်နာရီထဲမှာကြားဘူးတယ်လက်စားချေဖို့အတွက်ငါအသက်ကိုရင်းပြီးအမောင်စွမ်းအင်ကိုလိုက်ရှာမှရမယ်ဘလောက်ပဲအေးဆက်ပါစေငါရင်ထဲကအမုန်းတရားကိုတော့လုံးဝငြိမ့်နေမှာမဟုတ်ဘူးငါဒီနေရာမှာလဲကြလို့မဖြစ်ဘူးအမောင်စွမ်းအားကိုလိုက်ရှာမှရမယ်ငါလမ်းပြောတော့နေပြီအမောင်စွမ်းအားတွေကတကယ်ပဲမရှိတော့တာလားဟိုမှာထူးဆန်းတဲ့အလင်းရောင်တစ်ခုအဲ့ဒါငါရှာနေတဲ့အရာပဲငါအဖေအတွက်ကလဲ့စားချေဖို့ငါရောက်လာပြီမင်းရဲ့နှလုံးသားထဲကနာကြီးမှုတွေကိုငါမြင်နေရတယ်။မင်းကလက်စားချေဖို့အတွက်အမောင်စွမ်းအင်ကိုလိုချင်နေတာပေါ့ဟိုကျွန်းစုပ်ကိုဖျက်ဆီးနိုင်ဖို့ဆိုရင်ငါဝိညာဉ်ကိုပါပေးနေတယ်ငါ့ကိုကူညီပေးပါဒါဆိုလဲကူညီပေးရမှာပေါ့အမောင်ထုရဲ့အစွမ်းတွေကိုလက်ခံလိုက်စမ်းအခုငါမှာအစွမ်းတွေရှိနေပြီငါမင်းကိုလက်စားချေဖို့ပြန်လာပြီ